ရင်သားကင်ဆာဆိုတာကအမျိုးသမီးတွေမှာအဖြစ်များတဲ့ကင်ဆာတစ်မျိုးဖြစ်ပြီးစောစောသိရင်ကုသနိုင်ခြေအရန်မြင့်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုကိုအဆုံးထိကြည့်ဖို့အရေးကြီးပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါတယ်။ဒီနေ့ဗီဒီယိုမှာတော့မိန်းကလေးတွေအများဆုံးကြောက်ရတဲ့ရင်သားကင်ဆာအကြောင်းကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်။ရင်သားကင်ဆာဖြစ်ရတဲ့အကြောင်းရင်း၃မျိုးဖြစ်နိုင်တဲ့လက္ခဏာတွေကုသနည်းများနဲ့ကာကွယ်နည်းများကိုနားလည်လွယ်အောင်ပြောပြပေးသွားမှာဖြစ်ပါတယ်။ရင်သားကင်ဆာဖြစ်ရတဲ့အကြောင်းရင်း၃မျိုးနံပါတ်၁မျိုးရိုးဗီဇကြောင့်ဖြစ်ခြင်းရင်သားကင်ဆာဖြစ်ရတဲ့အဓိကအကြောင်းရင်းတစ်ခုကမျိုးရိုးဗီဇပါမိခင်အမေကြီးအမအတော်တို့မှာရင်သားကင်ဆာရှိဘူးရင်ကိုယ်တိုင်လည်းဖြစ်နိုင်ခြေပိုမြင့်လာပါတယ်အထူးသဖြင့် BRCA တိတ်နဲ့ BRCA နှင်းဆိုတဲ့ဂျင်းပြောင်းလဲမှုတွေရှိရင်ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများပါတယ် BRCA ဆိုတာကလူခန္ဓာကိုယ်ထဲမှာရှိတဲ့ဂျင်းတစ်မျိုးပါအပြည့်အစုံနောက်မယ်က breast cancer genes လို့ခေါ်ပါတယ်အဓိကအားဖြင့် BRCA တိတ် BRCA နှင်းဆိုပြီးနှစ်မျိုးရှိပါတယ်ဒီဂျင်းတွေရဲ့အလုပ်ကခန္ဓာကိုယ်ထဲကပျက်စီးနေတဲ့ဆဲတွေကိုပြန်ပြင်ပေးတာပါဒီနည်းအားဖြင့်ကင်ဆာမဖြစ်အောင်ကာကွယ်ပေးတဲ့ genes လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့ BRCA gene မှာပြောင်းလဲမှုဖြစ်သွားရင်ဆဲတွေကိုကောင်းကောင်းမထိန်းနိုင်တော့မယ်ရင်သားကင်ဆာသအိတ်ကင်ဆာစတဲ့ကင်ဆာတွေဖြစ်နိုင်ခြေမြင့်လာပါတယ်မိခင်အမအတော်တို့မှာရင်သားကင်ဆာဖြစ်ဘူးရင်BRCA mutation ရှိနိုင်ခြေပိုများပါတယ် BRCA mutation ရှိတဲ့သူတိုင်းကင်ဆာဖြစ်မယ်ဆိုတာတော့မဟုတ်ပါဘူးဒါပေမဲ့ပါမန်လူတွေထက်ဖြစ်နိုင်ခြေပိုမြင့်ပါတယ်ဒါကြောင့်မိသားစုထဲမှာကင်ဆာရဆိုရင်ရှိရင်ပုံမှန်စစ်ဆေးပေးတာတွေလုပ်ဖို့အရေးကြီးပါတယ်နံပါတ်2နေထိုင်စားသောက်ပုံမကောင်းခြင်းအဆီများတဲ့အစားအစာတွေများများစားခြင်းလက်ကျင့်ကံမလုပ်ခြင်းအဝလွန်ခြင်းအရက်တောက်ခြင်းနဲ့ဇလိတ်တောက်ခြင်းတွေကလည်းရင်သားကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်ယခုခေတ်မှာ flash food တွေအချိုရည်တွေအလွန်စားသုံးလာတာကြောင့်အမျိုးသမီးတွေမှာဟော်မုန်း balance ပြတ်လာနိုင်ပါတယ်ဟော်မုန်းမညီမျှတာကလည်းရင်သားကင်ဆာဖြစ်စေနိုင်တဲ့အကြောင်းတစ်ခုပါနံပါတ်3အသက်အရွယ်နဲ့ဟော်မုန်းပြောင်းလဲမှုအသက်ကြီးလာတာနဲ့အမျှရင်သားကင်ဆာဖြစ်နိုင်ခြေပိုများလာပါတယ်အထူးသဖြင့်အသက်40ကျော်အမျိုးသမီးတွေမှာပိုတွေးရပါတယ်ဒါအပြင်ကလေးမမွေးဖူးခြင်းနှုတ်မတိုက်ဖူးခြင်းဟော်မုန်းဆေးတွေကြာရှည်သုံးခြင်းတို့ကလည်းဖြစ်နိုင်ခြေတိုးစေပါတယ်ဒါကတော့ရင်သားကင်ဆာဖြစ်ရတဲ့အကြောင်းအရင်း၃မျိုးပဲဖြစ်ပါတယ်အခုဆိုရင်ရင်သားကင်ဆာရှိနိုင်တဲ့လက္ခဏာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရင်သားကင်ဆာဖြစ်ရတဲ့လက္ခဏာများရင်သားမှာအဖုတွေ့ခြင်းရင်သားအရွယ်အစားပြောင်းလဲခြင်းနှုတ်သီးခေါင်းထဲဝင်ခြင်းနှုတ်သီးကနေသွေးသို့မဟုတ်အရည်ထွက်ခြင်းရင်သားအရည်ပြားချိုက်ဝင်ခြင်းဂျိုင်းအောက်မှာအဖုတွေတွေ့ခြင်းဒီလိုလက္ခဏာတွေရှိရင်မပေါ့ဆပဲဆေးရုံသွားပြီးတော့ဆရာဝန်နဲ့အမြန်ဆုံးသွားစစ်ဆေးသိပါတယ်ကုသနည်းများကတော့ရင်သားကင်ဆာကိုစောစောသိရင်ကုသနိုင်ပါတယ်ကုသနည်းတွေကတော့နံပါတ်1ခွဲစိတ်ကုသခြင်းကင်ဆာရှိတဲ့အပိုင်းကိုဖယ်ရှားပေးတာပါတချို့မှာရင်သားတစ်စိတ်တစ်ပိုင်းသာဖယ်ရနိုင်ပေမဲ့တချို့မှာတော့ရင်သားတစ်ဖက်လုံးဖယ်ရနိုင်ပါတယ်နံပါတ်2ချီမိုသီရပီကင်ဆာဆဲတွေကိုတန့်ဖို့ဆေးထိုးကုသခြင်းဒါပေမဲ့စပင်ကျခြင်းအားနည်းခြင်းအန်ချင်းစတဲ့ side effect တွေရှိနိုင်ပါတယ်နံပါတ်3 radiation therapy အလင်းရောင်ပြင်းတဲ့ကင်ဆာဆဲတွေကိုဖျက်ဆီးတာဖြစ်ပါတယ်ခွဲစိတ်ပြီးနောက်ပြန်မဖြစ်အောင်ကူညီပေးပါတယ်နံပါတ်4 hormone therapy ဟော်မုန်းကြောင့်ကြီးထွားတဲ့ကင်ဆာတွေမှာဟော်မုန်းကိုထိန်းချုပ်ပေးတဲ့ဆေးတွေသုံးပါတယ်ကာကွယ်နည်းများကတော့ရင်သားကင်ဆာကို100%မကာကွယ်နိုင်ပေမဲ့ဖြစ်နိုင်ခြေလျော့ချစေနိုင်ပါတယ်နံပါတ်1ကျန်းမာရေးနဲ့ညီတဲ့အစားအစာစားပါဟင်းသီးဟင်းရွက်အသီးအနှံများများစားပါအဆီများတဲ့ fresh food တွေလျှော့စားပါနံပါတ်2လက်ကျင့်ကံပုံမှန်လုပ်ပါ
တနေ့ကို30မိနစ်လောက်လမ်းလျှောက်တာတောင်ကျန်းမာရေးအတွက်အရန်ကောင်းမွန်ပါတယ်နံပါတ်3ဆေးလိပ်နဲ့အရက်ရှောင်ပါဒါတွေကကင်ဆာဖြစ်နိုင်ခြေမြင့်စေပါတယ်နံပါတ်4ကိုယ်ရင်သားကိုကိုယ်တိုင်စစ်ဆေးပါလစဉ်ကိုယ်ရင်သားကိုစမ်းသပ်ကြည့်သင့်ပါတယ်အဖုနာကျင်မှုပုံစံပြောင်းလဲတာတွေရှိရင်ဆရာဝန်နဲ့ပြသသင့်ပါတယ်နံပါတ်5ပုံမှန်ဆေးစိတ်ပါအသက်40ကျော်အမျိုးသမီးတွေကိုမမ်မိုဂရမ်စစ်ဆေးမှုတွေပုံမှန်လုပ်သင့်ပါတယ်ရင်သားကင်ဆာဆိုတာကြောက်စရာကောင်းပေမဲ့စောစောသိရင်ကုသနိုင်တဲ့ယောဂတစ်မျိုးဖြစ်ပါတယ်ဒါကြောင့်ကိုယ်ကျန်းမာရေးကိုဂရုစိုက်ပြီးပုံမှန်စစ်ဆေးတာတွေလုပ်ဖို့အရေးကြီးပါတယ်ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့မိဘဆွေမျိုးတငယ်ချင်းများနဲ့ညီအကိုမောင်နှမများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာရောဂါဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေခင်ဗျာ